ညီကိုတွေအားလုံးပဲမင်္ဂလာပါပရီးမီးယားလိပွဲစဉ်မန်စီးတီးနဲ့ဝူဘာဟန်တန်ပွဲလေးကိုတပွဲကောင်းလေးရွေးချယ်ပေးကြပါတယ်မင်းညာကအင်တာပွဲလေးကတော့အဆင်မပြေဘူးဖြစ်သွားပါတယ်ဒီနေ့မှာတော့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးရွေးချယ်ပေးထားပါတယ်ဒီလိုပွဲလေးတွေလိုချင်တော့ Telegram Channel လေးကို join ထားပေးပါဒီပွဲလေးကတော့အကြိုက်တူတယ်ဆိုရင်ယူကစားကြည့်နိုင်ပါတယ်မန်စီးတီးကတော့လက်ရှိဇယားအဆင့်နှစ်မှာရပ်တည်နေပြီးတော့အာဆင်နယ်ကိုဖိအားပေးဖို့တော့အိမ်ဝင်းမှာအနိုင်ရမှတ်ရဖို့မဖြစ်မနေလိုအပ်နေပါတယ်ခုရာဒီအိမ်ဝင်း7ပွဲကစားထားတာမှာ10ပွဲနိုင်2ပွဲတရေနဲ့ဘွဲရှုံးနေထားပေမဲ့ Brighton နဲ့ Chelsea တို့ကိုတရေကျထားသလိုနောက်ဆုံး Champions League ပွဲမှာဘိုလိုကလင်းကို3-1နဲ့ရှုံးထားတာမျိုးဒီပွဲမှာနိုင်ပွဲပြန်ရဖို့တော့လိုအပ်နေပါတယ်။ဟူကတော့အမှတ်ပေးစရာအောက်ဆုံးအဆင့်20မှာရှိနေပေမဲ့နောက်ဆုံး5ပွဲဆက်ရှုံးပွဲမရှိသေးပါဘူး။ကိုရသည်အဝေးကွင်း7ပွဲမှာ10ပွဲထိရှုံးထားပေမဲ့Man U Everton တို့ကိုတရေကျအောင်ကစားထားတာမလို့အဝေးကွင်းမှာဆိုရင်တော့ရုန်းကန်အားကောင်းလေးရှိပါတယ်။လူစီမိုင်းကိုကြည့်မယ်ဆိုရင် Man City ရဲ့ခံစစ်ပိုင်းမှာ Ruben Dias နဲ့ John Stone တို့အပြင်ကစားသမားအချို့ဒဏ်ရာပြဿနာတွေကြောင့်မပါဝင်နိုင်ပေမဲ့အစားထိုးဖို့လူစီရင်ရှိနေသလိုတိုက်စစ်ပိုင်းမှာတော့လူစုံနေပါတယ်။ဝူဘတ်မှာတော့အဓိကလူစီရင်စုံနေပြီးတော့ဂျက်ဆင်ချာချူဟာတယောက်ပဲပွဲပဲပြစ်တယ်ကြောင့်လွဲချော်မှာဖြစ်ပါတယ်။ဟတ်တူဘက်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးတွေ့ဆုံမှု9ချိန်မှာ Man City က4ချိန်နိုင်ထားပြီးတော့ဝူကတပွဲပဲနိုင်ထားပါတယ်။ကိုရဒီစောပိုင်းတွေ့ဆုံမှုမှာတော့ဒါဝူကို4-0နဲ့လည်းကိုပြတ်နိုင်ထားပါသေးတယ်။လက်ရှိမှာမန်စီးတီးကဒဏ်ရာပြဿနာတွေနဲ့ဒါခြေစွမ်းပိုင်းကျဆင်းမှုကြုံနေရပေမဲ့ဝူနဲ့တွေ့တိုင်းတော့အမြဲအသာစီးရလေးရှိပါတယ်။ဝူကတော့တရေရအောင်စူးစမ်းပြီးကစားမှာဖြစ်ပေမဲ့မန်စီးတီးရဲ့အိမ်ဝင်း PR နဲ့တိုက်စစ်စွမ်းရည်ကြောင့်ပဲ2-0ဒါမှမဟုတ်3-1ဆိုတဲ့ရလဒ်မျိုးနဲ့ပဲအနိုင်ယူသွားပါလိမ့်မယ်။ညီကိုတော့ဒီပွဲလေးရဲ့ရလဒ်လေးကိုကွန်မန့်လေးမှာခံမှန်းပြီးသွားပါအောင်ဗျ။အားလုံးပဲခွန်လက်ဖြစ်ကြပါစေဗျာ။